Hello ညီကိုတို့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ ရှမ်မလေးလက်ကြံပွဲစီမှာ6ပွဲရှိတယ်ပေါ့ဗျာနော်မင်းညတော့6ပွဲပြီးသွားတယ်မင်းညတော့အထက်ကြီးတွေမအောင်ခဲ့ဘူးပေါ့ဗျာကြည့်ရမယ်ဆိုလို့ရှိရင်ဒီအထက်ကြီးဆိုလို့အာဆင်နယ်နဲ့စပါးလောက်ပဲအောင်သွားတော့ရှိရမယ်ပေါ့နော်ဒီရင်မတစ်ကတလုံး80စာသူအသင်းတော်နိုင်သွားတယ်ဗျဘိုလီကြီးကြတော့မရလိုက်ဘူးဗျာနော်ဒီနေ့မှာအထက်ကြီးတွေအောင်မလားတစ်ချက်ကြည့်အောင်ညီကိုတို့နော်ပထမဆုံးပွဲအနေနဲ့ဒီအိုလံပီယာကိုနဲ့ပါဖိုပွဲကိုသုံးသပ်ပြီးရှင်နော်ဒီပွဲပေါ်ကြီးမှာဆိုလို့ရှိရင်အင်ရှင်ကိုအိုလံပီယာကိုကတလုံး90ရှုံးကိုမောင်ကြီးမှာက3လုံး90စားပြီးပေးထားတော့တွေ့ရတယ်အိုလံပီယာကိုဆိုတော့ညီကိုတို့ကျွန်တော်နဲ့တိတ်ဆိမ့်တဲ့အသင်းတော့မဟုတ်ဘူးနော်ဒီဥရောပမှာအတွေ့အကြုံရှိတဲ့အသင်းကောင်းတစ်သင်းလို့ကျွန်တော်တို့သိရမယ်တစ်ဖက်ကပါဖို့ကြတော့ဒီ Cyprus အရှိဆိုင်အသင်းတစ်သင်းပြန်နော်သူ့ရဲ့ဒီ Cyprus မှာဇယားရက်တမှုမှာဆိုလို့ရှိရင်တော့အဆင့်30မှာရှိတယ်သူကတော့ဒီ Champions League qualification 80ပွဲတွေနဲ့တက်လာတယ်လို့ကျွန်တော်ပြောရမယ်နော်သူတွေ့ကြုံရတဲ့80ပွဲအတွေ့အကြုံမှာဆိုလို့ရှိရင်အသင်းကောင်းဆိုလို့တိတ်ပြီးတော့မရှိပါဘူးဗျာနော်အသင်းကောင်းလို့တကယ်လို့ရွေးထုတ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒန်နင်ဘိုကြီးကိုကြောဖက်လာတဲ့တခုလောက်ပဲကျွန်တော်တို့ပြောစရာရှိတာပေါ့အခုဒီအိုလံပီယာကော့နဲ့အတွေ့မှာတော့သူကတော့ပထမဆုံးအသင်းကောင်းနဲ့ပေါ့နော်ဥရောပအတွေ့အကြုံရှိတဲ့အသင်းကောင်းနဲ့ရင်ဆိုင်ဖို့ကကျွန်တော်တို့မြင်ရှိပါတယ်ဗျာနော်ဒါကြောင့်မလို့ဒီနေ့တလုံး50ရှုံးပြီးထားတော့တွေ့ရမယ်ကိုပေါင်းကြီးမှာ390စားဆိုတဲ့အနေထားမှာကတော့ဒီပါဖို့ကိုပေးထားဖို့မရဘူးเนาะဘိုဒီကြီးနဲ့ကိုပေါင်းကြီးရှင်ကြီးမှာဆိုလို့ရှင်ကျွန်တော်ဒီနေ့ပွဲမှာတော့အိုလံပီယာကိုပဲကြိုက်ပါတယ်ဗျာအိုလံပီယာကိုကြိုက်တယ်ကိုပေါင်းမှာဆိုလို့ရှင်တော့ကျွန်တော်ကိုပဲကြိုက်တယ်ဗျာเนาะနောက်ထပ်ပွဲဖြစ်တဲ့ဒီစလာဗီးယားဘရာကာနဲ့ဘိုဒိုကလင်ပွဲစလာဗီးယားဘရာနဲ့ဘိုဒိုပွဲမှာဆိုလို့ရှိရင်အေရှင်စလာဗီးယားဘရာကာကတလုံး60စားကိုပေါင်းကြီးမှာက3လုံး30ရှုံးဆိုပြီးတော့တွေ့ရတယ်ဘိုဒိုကလင်ဆိုတာကညီကိုတို့သိတဲ့အတိုင်းပေါ့နော်ပြီးခဲ့တဲ့နှစ်ယူရိုပါလိမ့်မှာစပါးကိုဆီမီဖိုင်နယ်မှာရှုံးပြီးတော့ထွက်ခဲ့ရတယ်ဗျာနော်ဘိုဒိုကလင်ဆိုတာကအိမ်ဝင်အသားပြုတ်အိမ်ဝင်မှာသူကဒီအလေးပေးကစားတဲ့အသင်းအဝေးကွင်းဆိုလို့ရှိရင်နည်းနည်းကန်ဆယ်လေးအသားပေးတာမှန်ပေမဲ့တိုက်စစ်ကမထင်သလိုဂိုးရတတ်တယ်ဗျာနော်အိမ်ဝင်ဆိုတော့သူကဂိုးအမြဲတမ်းလို့သူမြူးတဲ့တိုက်စစ်ပေါ့ဗျာနော်ဒီနေ့မှလည်းဂိုးပေါင်းကြီးက3လုံး30ရှုံးဘိုဒီကြီးက1လုံး60စားမှနည်းနည်းတော့မျှမနေဘူးဗျာနော်ကျွန်တော်ကတော့ဂိုးများပေါ်သွားမလားစလာဗီးယားဘရာကာဆိုတာကလည်းဒီနော်ဝေကလပ်အသင်းပေါ့ဗျာသူကလည်းတိုက်စစ်ကိုအမြဲတမ်းလို့ဦးစားပေးကစားတဲ့အသင်းမှာဒီသူ့ရဲ့ကန်ခဲ့တဲ့ပွဲစဉ်ကိုတွားကြည့်မှဆိုလို့ရှိရင်တပွဲတကိုးနှုံးအထက်မှာအမြဲတမ်းရှိတယ်ကျွန်တော်လောတဲ့သူ့ရဲ့ဒီ league title မှာသူကအဆင့်1ပေါ့တစ်ဖက်ကဘိုဒိုကင်းကသူ့ Czech Republic နိုင်ငံကအသင်းတစ်သင်းသူ့ league မှာလည်းသူကလည်းအဆင့်1ပဲဒီနေ့ထိတ်တိုက်တွေ့ဆုံမှုဒီထိတ်တိုက်တွေ့နေတဲ့အနေအထားမှာကျွန်တော်ကတော့ဒီဘော်ဒီကြီးမှာဆိုလို့ရှိရင်တော့အင်ချစ်စလာဗီးယားဘရာကာပဲကြိုက်တယ်ဂိုးပေါင်းကြီးမှာဆိုလို့ရှိရင်တော့ဂိုးပေါ်ကြိုက်တယ်နော်ဘာလို့လဲဆိုလို့ရှိရင်ဒီနှစ်သင်းနေရာဒီသူတို့အသင်းနဲ့အချင်းချင်းတွေ့နေရဲဆိုတော့ဒီအုပ်စုထဲမှာအမှတ်ပြဒီပတ်လက်ကမ်းမဲ့အထက်မှာဆိုလို့ရှိရင်တော့သူတို့နှစ်သင်းကတော့အသင်းငယ်လို့ပြောလို့ရမယ်နော်စလာဗီးယားဘရာကာအနေနဲ့ဘိုဒိုကင်းလုံးမှာဒီနေ့ညအနိုင်မကန်နိုင်ဘူးဆိုလို့ရှိရင်နောက်ထပ်သူတွေ့ရမယ့်အသင်းတွေတကယ်အသင်းနေတော့တကယ်အသင်းနေမှာမလွယ်ပါဘူးဗျာနော်ဒီနေ့အိမ်ဝင်းဖြစ်တာနဲ့အညီသူလည်းတွန်းတိုက်ဆော့မယ်တစ်ဖက်ကဘိုဒိုကလင်းလည်းသူကလည်းဒီဝဲပြီးလို့ရှိရင်နောက်ထပ်ကအသင်းနေချန်ပီယံလိမှာအသင်းနေညီဆိုင်မှာဖြစ်တော့ကြောင့်နှစ်သင်းလုံးကဖွင့်တိုက်လာဖို့ရှိတယ်အမှတ်ကိုရသလောက်ယူသွားမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဘော်ဒီမှာစလာဗီးယားဘရာကာကြိုက်ပြီးတော့ဂိုးပေါင်းချင်းမှာတော့ဂိုးပေါ်ကြိုက်ပါနောက်ထပ်တစ်ဝဲဖြစ်တဲ့ဒီအေဂျင့်နဲ့အင်တာမီလန်ပွဲဒီဝဲပေါ်ချင်းမှာဆိုလို့ရှိရင်အဝေးကွင်းအင်တာမီလန်တလုံး80စားဂိုးပေါင်းချင်း3လုံး30စားပြီးထားတော့တွေ့ရတယ်တစ်ဖက်ကအင်တာမီလန်ကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအင်ဇာဂီကိုင်းနဲ့အင်တာမီလန်နဲ့လုံးလုံးပွဲထွက်နေရအောင်တွေ့ရမယ်နော်လောလောဆယ်နီးပြဟောင်းကဒီပါမနီးပြဟောင်းနော်ပါမနီးပြဟောင်းခရစ်စတန်ရှီဘူဆိုပြီးပါမနီးပြဟောင်းကိုင်းနဲ့ပါမဆိုတာလည်းတည်ရတဲ့ညီကိုတွေပြီးခဲ့တဲ့နှစ်ကဒီတိုက်စစ်ကိုအသားပေးစော်တဲ့နီးပြနော်ဒါကြောင့်မလဲဒီအခုလက်ရှိအင်တာမီလန်3ပွဲကစားမှာကိုသွင်းထားတယ်နော်တိုရီနိုအိမ်ကွင်းမှာ5-0သူကဒီသူ့ရဲ့အိမ်ကွင်းမှာပဲဦးဒီနီယို1-2နဲ့ထပ်ရှုံးပြီးတော့ဒီပြီးခဲ့တဲ့ပွဲဒီဂျူဗင်တက်နဲ့အဝေးကွင်းကံမှာ4-3ဆိုပြီးတော့3လုံးရစုစုပေါင်း3ပွဲမှာ9ရထားတဲ့အသင်းပြန်နော်အင်တာမီလန်ပြီးခဲ့တဲ့နှစ်ကအင်ဇာဂီကိုင်းနဲ့အင်တာမီလန်လုံးလုံးပြောထက်တော့ကျွန်တော်သတိထားသိခြင်းနဲ့တစ်ဖက်ကအေဂျော့ကြည့်မှဆိုလို့ရှိရင်နေသာဒန်ကလပ်ကအသင်းဒီအသင်းကလည်းကန်ဆယ်ဆော့တဲ့အသင်းတော့မဟုတ်ဘူးပြသူကလည်းတိုက်စစ်ကိုဆော့တဲ့အသင်းဒီနေ့ထိတ်တက်တွေ့နေတဲ့တကြောင်မလို့ဒီဂိုးပေါင်းကြီး3လုံး30မှာကတော့နည်းနည်းလေးတော့လိုအပ်သေးတယ်ပေါ့နော်အမှန်တကယ်3လုံး20ရှုံး3လုံး30ရှုံးပေါ့ဒီလောက်လေးဂိုးပေါ်မယ်ဆိုလို့ရှိရင်အဲ့ကြီးလေးတော့ဖွင့်နေတာပေါ့ဒါပေမဲ့အင်တာမီလန်1လုံး80ဘော်ဒီကြီးကိုကျွန်တော်မကြိုက်ပါဘူးဒါကမနဲ့ကြီးဗျညနေရော်လို့1လုံး50 1လုံး60စားလောက်ဆိုလို့ရှိရင်တော့အင်တာမီလန်ကြိုက်ပါတယ်အခုဒီဂိုးပေါင်းကြီးအနေထားမှာ3လုံး30စားဆိုပေမဲ့လို့ကျွန်တော်ကတော့ဂိုးပေါ်ပဲကြိုက်ပါတယ်ဗျာနော်ဂိုးပေါ်ပဲကြိုက်အင်တာမီလန်နဲ့ဖွင့်ဆောင်မှာဒီသူအင်တာမီလန်ဒီပါမာနီးပြဟောင်းဖြစ်တဲ့ဒီရှီဘူးပေါ့နော်ရှီဘူးကဒီတိုက်စစ်ဆော့တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဖွင့်အတိုင်းပဲဖွင့်ပြီးတော့ထပ်ဆော့ပါလိမ့်မယ်ဂိုးပေါ်ပါလိမ့်မယ်နောက်ထပ်တစ်ဝက်ဖြစ်တဲ့ဒီဘိုင်ယန်နဲ့ချက်စီပွဲမှာဆိုရင်အင်ရှင်ဘိုင်ယန်1လုံး30စားဂိုးပေါင်းကျ3လုံး40ရှုံးလို့ပေးထားတော့ပေးတယ်တလုံး30စားအနေနဲ့ဘိုင်ယန်အသိကြီးနှစ်သိတွေ့နေလို့ DJP ရလာတော့မပြောတော့ဘူးဗျာတလုံး30စားဆိုအနေထားအောင်ချက်စီကိုဖွင့်ထားတာ
ဘိုင်ယန်အနေနဲ့နည်းနည်းလေးပျော်သေးတယ်လို့တော့ပြောလို့ရတယ်ဘာလို့ကျွန်တော်အဲ့လိုပြောရလဲဆိုလို့တစ်ဖက်ကချက်စီကတားကြီးဖွန်ကမှန်နေတာမျိုးတော့မဟုတ်သေးဘူးနော်သူပြီးခဲ့တဲ့ဗရက်ဖုန်နဲ့ပွဲမှာဆိုလို့ရှိရင်သူတို့ဒီလူဆိုရေးတေးကြတာတော့တွေ့ရမယ်ဗျာနော်ဒီနီးပြမာရက်စကာရဲ့ပထမဆုံးချန်ပီယံနဲ့အတွေ့အကြုံပွဲလို့တော့ပြောလို့ရပါတယ်เนาะဒါကြောင့်မလို့ဒီပထမဘိုင်ယန်ပွဲမှာသွားကမ်းမဲ့အနေထားမှာချက်စီတို့အနေနဲ့အလုံးအများဆုံးမာရက်စကာအသင်းနဲ့တေးလို့ပဲကျွန်တော်ထင်ပါတယ်ကျွန်တော်ဘိုင်ယန်မကြိုက်တယ်เนาะတခုတော့ရှိရပါဘောဥရောပလေးယူပါလေးအတွေ့အကြုံပေါ့ဥရောပအတွေ့အကြုံရှိရလေကွာလို့ဒီရှိလို့ပဲဒီ PSG နဲ့ final မှာကမ္ဘာဖလားချန်ပီယံကပ်ယူထားတာလို့ပြောလို့ရမယ်ဒါပေမဲ့မတူးပြဒါချန်ပီယံလေးပါဗျာเนาะဒါချန်ပီယံလေးမှာကွက်ထွက်ပါတယ်ကျွန်တော်ကတော့ဘိုင်ယန်ပဲကြိုက်တယ်ကိုပေါင်းကြီး3လုံး40ရှုံးဆိုအနေထားအောင်မှာကိုပေါင်းကြီးရဲ့ပြေးနေဗျာเนาะကိုပေါင်းကြီးပြေးနေကျွန်တော်ကတော့3လုံးလောက်ပဲရောက်တော့မှထင်တာပါဗျာကျွန်တော်ဒီချက်စီကိုဂိုးပေးမထားဘူးချက်စီတိုက်စစ်ကိုเนาะဂိုးပေးမထားဘူးဒီကိုတို့ကျွန်တော်ဒီနေ့ဘိုင်ယန်ဘော်ဒီတကြောင်းနဲ့ပဲကြိုက်ပါတယ်နောက်ထပ်တစ်ဝက်ဖြစ်တဲ့လီဗာပူးနဲ့ AD ကိုပွဲဒီဝက်ပေါ်ချင်းမှာဆိုလို့ရှိရင်အေရှင်လီဗာပူးကတစ်လုံးနဲ့ဆက်ရှုံးကိုပေါင်းကြီး3လုံး30စားပြီးပေးထားတာကိုတွေ့ရမယ်လက်ရှိလီဗာပူးရဲ့လက်ရှိရှေ့စွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးကပြီးခဲ့တဲ့ဗန်လီနဲ့ပွဲမှာသူကဒီနောက်ကျဂိုးနဲ့ပင်နယ်တီနဲ့အနိုင်ရတာကိုတွေ့ရတယ်အဲ့ပွဲမှာဆိုလို့လီဗာပူးကရှေ့စွမ်းကကျွန်တော်တို့မျှော်မှန်းထားသလောက်လီဗာပူးအနေထားတော့ရှိမနေဘူးပြเนาะဒါကြောင့်လဲဒီကန်ကြောင်ဆိုပြီးတော့နိုင်သွားတာမျိုးလေဝေဖန်မှုလေကျွန်တော်တို့ပြောဆိုမှုလေကျွန်တော်တွေ့နေရတာပေါ့နော်ဒါထားပါတော့ဒါချန်ပီယံလိဂ်မှာကတော့ရှေ့သွန်းနဲ့30တာဖြစ်တော့ကျွန်တော်ဒီလိုမျိုးနောက်ချက်တွေပြန်ကောက်ပြတာပေါ့နော် AD ကိုကြည့်မှဆိုလို့ရှိရင် AD ကိုလည်းလောလောဆယ်ဖွန်ကောင်းနေလားဆိုမကောင်းပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာတော့သူဘီလာကြီးရဲ့ဟိုတော့2စီးနဲ့နိုင်ထားတာကိုတွေ့ရတယ်နော်သူ၄ပွဲကန်ရမှာသူက2ပွဲသေး1ပွဲရှုံး1ပွဲနိုင်ဆိုပြီးတော့၄ပွဲကန်ထားမှာ9မှရထားတော့ပေါ့နော် AD ကိုလည်းတားကြီးတော့ဖွန်ကောင်းနေတဲ့အတင်းမှာတော့ပါမနေဘူးဒီဒါတော့မှလီဗာပူးကအိမ်ဝင်ဒီတလုံး20ရှိုးဆိုရပေးထားတဲ့အနေထားအောင်မှာကတော့ကျွန်တော်ကတော့အဝေးကွင်း AD ကိုပဲကြိုက်ပါတယ်ဗျာနော်ကိုပေါင်းကြီး3လုံး30စားတော့အနေထားအောင်မှာစီမြူနီကိုင်နဲ့ AD ကိုအသေးကိုညီကိုတို့အတီပဲဗျာနော်ဘယ်တော့ဒီတိုက်စစ်ကိုဖွင့်ဆော့လို့အထူးသဖြင့်ဒီလိုအဝေးကွင်းအန်ဖီလိုကွင်းမှာသူအလကားတိုက်ဖွင့်ဆော့ပါမှာကျွန်တော်ဂိုးအောင်ပဲကြိုက်တယ်နော်ဂိုးအောင်ပဲကြိုက်လီဗာပူးနိုင်သွားတယ်တလုံးပဲဗျာနော်ကျွန်တော်20လောက်စားရမယ်ကျွန်တော် AD ကိုကြိုက်တယ်ဂိုးအောင်ကြိုက်တယ်စုံကောင်းကြိုက်တယ်နောက်ဆုံးတစ်ပွဲဖြစ်တဲ့ဒီ PSG နဲ့အတလန်တာပွဲဒီပွဲအပေါ်ကျမှဆိုလို့ရှိရင် Asian PSG ကတလုံး30ရှုံးဂိုးပေါင်းကြီးမှာက3လုံး30စားပြီးဖွင့်ထားတာတွေ့ရတယ်အတလန်တာကကျွန်တော်တို့ဒီနီးပြရဲ့ Gasperini ကရိုမာတင်ကိုပြောင်းသွားပြီဗျာနော် Gasperini မရှိတော့ပါဘူးဒီသူ့ရဲ့အစားဒီကျွန်တော်ပြီးခဲ့တဲ့နှစ်က Southampton ပရီးမီးယားလိဂ်မှာပရီးမီးယားလိဂ်အသင်းဖြစ်တဲ့ Southampton တက်ဆင်းသွားတဲ့ Southampton နီးပြဟောင်းပေါ့နော်နီးပြဟောင်းဒီIvan Juvic ကိုIvan Juvic ပေါ့နော် Ivan Juvic ကိုအတလန်တို့အနေနဲ့ဘယ်လိုရည်ရွယ်ချက်နဲ့နီးပြခံနေတော့ကျွန်တော်တို့မသိဘူးပေါ့နော်Ivan Juvic ဆိုတာညီကိုတို့သိရတဲ့အတိုင်းပဲ Southampton ဂိုင်းတော့ကဘယ်လိုဆော့လဲကစားကိုအလှဆော့တယ်ဒီတိုက်စစ်ကိုဦးစားပေးဆော့တယ်ဘယ်တော့မှခံစစ်ဆော့တဲ့နီးပြမဟုတ်ဘူးเนาะဒါကြောင့်မလို့ဒီနေ့ပွဲမှာလည်း3လုံး30စားဆိုတဲ့နီးထားအောင်ပါလေကျွန်တော်ကတော့ဘော်ဒီကြီးနဲ့ဂိုးပေါင်းကြီးကတော့နည်းနည်းလေးဂိုးပေါ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းဒီတက်ပြင်းပြင်းလေးပေးလို့ရပါတယ်ဒါပေမဲ့ဂိုးပေါင်းကြီးကပြောင်းနေသေးလို့ကျွန်တော်တော့ထင်ပါတယ်ဒါပေမဲ့ PSG အိမ်ကွင်းမှာဒီ Ivan Juvicအနေနဲ့အတလန်တာအသင်းအနေနဲ့မလွယ်ပါဘူးကျွန်တော်တလုံး30ရှုံးဆိုအနေထားအောင် PSG 1-0လောက်ကစကြည့်ရမယ်လက်ရှိချန်ပီယံလိဂ်ချန်ပီယံလည်းဖြစ်တဲ့နဲ့တကြောင်ပေါ့နော်ကျွန်တော် PSG ပဲ body ပဲကြိုက်ပါတယ်ကိုပေါင်းကြီးကိုတော့ကျွန်တော်မကြိုက်ပါဘူးဒီ330ဆိုတဲ့ကိုပေါင်းကြီးပေါ့နော်ညီကိုတို့အကြိုက်တွေတော့လည်း live ဆော့ပါဗျာနော်အကြိုက်မျိုးလည်း back up နဲ့ချရကြတာနော်အားလုံးစင်မီရှုံးမှုကြပါလေအားလုံးကျေးဇူးတင်ပါတယ်